ကဲမစ္စည်းထဲမှာမြင်အောင်ကြည့်လိုက်ပါနေရအနှံ့ရီခဲတွေချီပဲဖုံးနေတယ်လူသူခိမစ်နေပုံရတဲ့ကန်ဒါရာကြီးတစ်ခုပေါ့အခုအဲ့ဒီနေရာကပဲကဘာအင်အားကြီးတွေရဲ့စစ်အေးတိုက်ပွဲအတွက်အဓိကနေရာဖြစ်လာနေပြီဆိုရင်ကောဒါကဘာတိပန်ဆလာမမဟုတ်ပါဘူးဒါက Greenland ရဲ့ဒီနေ့ဖြစ်လက်တွေ့အခြေအနေပါပဲဒီနေ့ဒီကြောင်းရမှာတော့အဲ့ဒီရေခဲပြင်အောက်က$1 trillion တန်လွတ်ဝက်ချက်ဒီကဘာတွေလဲဆိုတာကိုအတူတူကြည့်သွားကြမှာပါဆိုတော့လူသိများတဲ့ဇလန်ကတော့သမတ်အထရန်က Greenland ကိုဝယ်ဖို့ကလန်တော့လူတွေကဟာတိုက်ပြီးရကြတယ်ပေါ့ဒါပေမဲ့အဲ့ဒီချိန်မှာပဲနောက်ွယ်မှာတကယ်ဖြစ်နေတဲ့ဇလန်ကပို့ပြီးတော့နည်းနည်းပါတယ်အဲ့ဒါကဘာလဲဆိုတော့2016မှာဒိန်းမတ်ဆိုရကကြောက်ကွန်ပဏီတစ်ခုကို Greenland ကမဟာဗျူဟာရအရေးပါတဲ့ရေတက်စခန်းဟောင်းတစ်ခုဝယ်မှာကိုတိတ်ကလေးမုန်းထားခဲ့တယ်ဒီအဖြစ်ပြတစ်ခုတည်းနဲ့တင်းသတင်းတွေထဲမှာသမီးရတဲ့အားပြိုင်မှုကြီးတစ်ခုရှိနေတယ်ဆိုတာကိုသိသားစေခဲ့တာပါပဲဒီတော့မေ့စရာကဘာလို့လဲလူရဲ့6000တောင်မပေးတယ်။နေရအများစုကရက်ခဲဖုံးနေတဲ့ဒီကျွင်းကြီးကိုကပ္ပအများကြီးတွေကဘာလို့ဒီလောက်အသေးအတန်လိုချင်နေကြတာလဲ။အဲ့ဒီမှာတကယ်ရောဘာဒီရှိနေလို့လဲ။ဒါကို21ရာစုရဲ့ရွှေတူပွဲကြီးလို့တောင်ပြောလို့ရပါတယ်။ဒါပေမဲ့ဒီတစ်ခါလူနေကြတာကရွှေမဟုတ်ဘူးဗျ။မဟာဗျူဟာမြောက်တီနေရတန်ဖိုးမဖြတ်နိုင်တဲ့တယန်စားရတဲ့နဲ့ကပ္ပအာနာချင်းခွင်ရကိုချုပ်ကင်နိုင်မိနေရတဲ့နေရအဲ့ဒါတွေကိုလူနေကြတာပါ။ဒီပွဲရဲ့စတူရင်ခုံကတော့ Arctic data ဖြစ်ပြီးအဓိကဆူလောက်ကတော့ Greenland ပါပဲတကယ်တော့ Greenland ကို American ကစိတ်ဝင်စားတာအခုမှမဟုတ်ပါဘူးဒီအချိန်မှတန်းကိုကြည့်ရင်သိနိုင်ပါတယ်19ရာစုလောက်ကတည်းကဝယ်ဖို့ကြိုးစားခဲ့တာတွေရှိတယ်ဒါပေမဲ့ဒီကစားပွဲကိုလုံးဝပြောင်းပြလက်လိုက်တာကတော့တရုတ်ရဲ့ဝင်လာမှုပါပဲ2005လောက်ကစာဒီတရုတ်ကတန်တမန်ရဲရောစီးပွားရေးဘက်မှာပါ Greenland နဲ့ဆက်ဆံရေးကိုအရှိန်အဟုန်နဲ့တူမြင့်လာတယ်အဲ့ဒါကပဲဒီပထဝီနိုင်ငံရေးကစားကွက်ကြီးတစ်ခုလုံးကိုပြောင်းလဲတော့စေတော့မယ်အရေးယုံထိလာခဲ့တာခဲဒီလောက်တောင်အသေးအတန်ဖြစ်နေရတဲ့အဓိကအကြောင်းရင်း၃ရက်ကိုတစ်ချက်ကြည့်လိုက်ရအောင်ဒီ၃ချက်ကိုသိလိုက်တာနဲ့ Greenland ရဲ့တကယ်တန်ဖိုးကဘာလဲဆိုတာရှင်းသွားပါလိမ့်မယ်ဆိုတော့ Greenland ရဲ့တန်ဖိုးမှာအဓိကမန်တိုင်၃ခုပေါ်မှာတည်နေတယ်လို့ပြောလို့ရတယ်တစ်သူ့ရဲ့မဟာဗျူဟာမြို့တည်နေရအာတစ်ရဲ့ကင်းမြော့စင်လို့ဖြစ်နေတာပေါ့နှစ်ရခဲရီအောက်မှာမြုပ်ထားတဲ့ရတနာတိုက်ကြီးလို့တဘာဝတယန်ဇာတာရေးပြီးတော့ရာသူတို့ပြောင်းလဲမှုကြောင့်ပေါ်လာမဲ့ကမ္ဘာကွန်ဒိုရေးဖြတ်လမ်းပစ်တွေကဲတကူချင်းစီကိုသေးစိတ်ကြည့်လိုက်ကြအောင်ပထမဆုံးအချက်ကတော့ဒီနေရာပါပဲ Greenland က Arctic data ရဲ့အချက်အခြားကြားတဲ့နေရာမှာရှိနေတယ်မြောက်အမေရိကနဲ့အိုယိုဘကြားကတဘာဝကင်းမြော့စင်ကြီးတစ်ခုလိုပဲအမေရိကန်တပ်ဆိုရင်အဲ့ဒီမှာရှိတဲ့သူ့လက်လေတဲ့စခန်းကဒုံးကျည်ရန်ကိုကြိုတင်သတိပေးဖို့ရောယူရှာရဲ့လှုပ်ရှားမှုတွေကိုစန့်ကြည့်ဖို့ပါမရှိမထိတရေးပါတဲ့နေရာတစ်ခုဖြစ်နေပါတယ်ကဲဒုတိယအချက်ကိုလာပါပြီဒီကိန်းကနန်းကိုကြည့်လိုက်စမ်းမှာ$1 trillion အပေါင်းမှာ$1 trillion ကျော်တန်ဖိုးရှိတယ်လို့ဆိုလိုတာပါအံ့ဩစရာကောင်းတာကဒါကရေနံနဲ့တဘာဝတငွေလိုဟာဒီထဲ့မတွေ့ရသေးဘူးနော်သူ့ရဲ့တွန်းထွက်တယံစားတဲ့ခမန်းတန်ဖိုးတက်တဲ့ရေခဲတွေအရေးပြောလာတာကရတနာသိတော်ရေးချုပ်ခုဖွင့်လိုက်ရတယ်လို့ပါပဲခမန်းခက်တွေရဆိုရင်မတွေ့သေးတဲ့ရေနံနဲ့တက်ငွေစီပေါင်းဘီလီယံ90ကျော်တောင်ရှိနိုင်တယ်ဒါပေမဲ့အဲ့ဒီထက်ပိုရေးကြီးတာကတရုတ်နိုင်ငံအပြင်ဘက်မှာရှိတဲ့ကမ္ဘာအကြီးဆုံးမြေရှားသတ္တုတိုက်ကြီးပါအခုခေတ်စမတ်ဖုန်းတွေလက်စစ်ကားတွေအရာအလုံးအတူမရှိမဖြစ်လို့အဲ့တဲ့ပစ္စည်းတွေပေါ့ဆိုတော့ဒါကတာမန်သတ္တုတူးတာထက်အများကြီးပိုအသေးပဲရှိသွားပြီကမ္ဘာစည်းဝါးကြီးကိုတောင်ပုံပြောင်းနိုင်တယ်လို့ဒီတန်ဇာတာတွေအပေါ်တရုတ်ကလက်ဝါးကြီးအုပ်ထားတာကိုပါစင်ဟော်နိုင်မဲ့အခွင့်အရေးတစ်ခုဖြစ်နေတာပါအဲ့ဒီနေရာမှာပဲကျိုးရဲ့ရီမန်းချက်တွေကပိုးပြီးရှင်းရှင်းလင်းလင်းထည့်လာပါတယ်။ကျိုးအတွက်တော့ Greenland ဆိုတာတယန်ဇာတာရနံတဲ့နေရာတစ်ခုထက်အများကြီးပိုပါတယ်။ဒါဟာကမ္ဘာအင်အားကြီးဖြစ်ဖို့သူတို့ချမှတ်ထားတဲ့ဝင်ရွှစွန်းပိုလမာကြီးဆိုတဲ့မဟာဗျူဟာကြီးအတွက်အထူးကတော့ချက်တစ်ခုဖြစ်နေရပါ။ဘာလို့ဒီမဟာဗျူဟာကိုအသေးအတန်လုံနေရလဲဆိုတော့မလက်ကအကျက်အသေးဆိုတာရှိလို့ပါမယ်။အဲ့ဒီပိတ်ပေကတော့တရုတ်ရဲ့ရေနံတင်သွင်းဖို့80%ကမလက်ကရေလက်ကျကျင်းလေးကိုဖျက်ရတယ်တခုခုတာဖြစ်လို့အဲ့ဒီလမ်းကြောင်းပိတ်ခန့်လိုက်ရရင်တရုတ်စီးပွားရေးတစ်ခုလုံးလည်မျိုးညစ်ခံရတယ်လို့ဖြစ်သွားနိုင်တဲ့အခြေအနေပါဒီမှာပဲရေပြိုနေတဲ့အာတစ်ကအဖြစ်တစ်ခုထူလာပါတယ်ဒီဘားချုံမှာတွေ့ရတဲ့အတိုင်းပဲအာတစ်ကိုဖြတ်တဲ့ဝင်းညွစွန်ပိုလာမကြီးကတမန်ရွတ်ချဆူရတူမြောင်းလန်းချောင်းထက်30ကနေ50ရာခိုင်နှုန်းတော့အထိပိုတိုးတယ်ဆိုလိုတာကရပ်ပေါင်းများစွာချင်းကုန်တက်တာမယ်ငွေကုန်တက်တာမယ်ပြီးတော့အရေးကြီးဆုံးကအန်ဒီအများတဲ့မလက်ကရေလက်ကြားကိုရှောင်သွားနိုင်မှာပါဆိုတော့တရုတ်ရဲ့အီမန်ချက်ကရှင်းရှင်းလေးပါပဲအာဒီကိုတရုတ်ရဲ့ကဘာကျော်ရောင်ဝန်းနဲ့ပိုလန်မစီမံကိန်းနဲ့ဆွဲထည့်မယ်အဲ့ဒီကနေသစင်ကုန်းသွဲရေးလမ်းကြောင်းတည်ရောတန်ဆာကြလိုင်းဒီကိုပါလုံခြုံအောင်လုပ်မယ်ဒီ
ဒီစီစဉ်ကြီးအောင်မြင်ဖို့အတွက် Greenland ကအကောင်းဆုံးခြေကုပ်စခန်းတစ်ခုဖြစ်နေတာပေါ့ ဒါပေမဲ့ဒီလိုအင်အားကြီးတဲ့စစ်တွင်ပွဲကြီးမှာအရေးကြီးဆုံးကစားသမားတွေကိုတော့မေ့ထားလို့မရဘူးအဲ့ဒါကတော့ Greenland ဒေသခံတွေကိုယ်တိုင်မှာပဲသူတို့တက်ကတော့ဒါကအဝေးကအားပြန်ပွဲတခုမဟုတ်ဘူးသူတို့ရဲ့အနာဂတ်သူတို့ရဲ့လွတ်လပ်ရေးအိမ်မက်တွေနဲ့ direct တဲ့ဆိုင်နေတဲ့ကိစ္စပါ Greenland ကအကိုယ်ပိုင်အုပ်ချုပ်ခွင့်တော့ရထားတယ်ဒါပေမဲ့စီးပွားရေးရာတော့ဒိန်းမော့ပေါ်မှာအကြီးကျယ်မိခုနေရတော့မယ်သူတို့ရဲ့နိုင်ငံဘတ်ဂျက်3ပုံတပုံလောက်ကဒိန်းမရဲ့ထောက်ပံ့ငွေနဲ့လာတာအဲဒီတော့တကယ်လွတ်လပ်ရေးပြေဝရဖို့ဆိုရင်သူတို့မှနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအများကြီးလိုနေပါတယ် ဒီတော့ Greenland ဒေသခံတယောက်ပြောသွားတဲ့ဒီစကားကအခြေအနေကိုထင်ဟပ်စေပါတယ်သူတို့ကယင်းနှီးမြှုပ်နှံမှုတွေကိုလိုချင်တယ်အထူးသဖြင့်တရုတ်ကိုလက်မခံတယ်လို့ပြောနေတဲ့အမေရိကန်တို့လိုနိုင်ငံတွေကသူတို့ကိုယ်တိုင်ယင်းနှီးမြှုပ်နှံမှုတွေယူလာပေးဖို့ကပိုအရေးကြီးတယ်လို့ပြောတာပါဆိုလိုတာကယင်းနှီးမြှုပ်နှံမှုကဘယ်ကလာတယ်လဲဆိုတာထက်အဲ့ဒါကယူဆောင်လာမဲ့ဖွံ့ဖြိုးတိုးတက်မှုကိုပိုလိုချင်နေကြတာပါ ဒါပဲသူတို့အတွက်အကြက်အတန်းချွေနေတာပါလွတ်လပ်ရေးရဖို့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလိုတယ်ဒါပေမဲ့အဲ့ဒီရင်းနှီးမြှုပ်နှံမှုတွေကိုလက်ခံလိုက်ရင်အရှင်သခင်တယောက်ကနေနောက်တစ်ယောက်လက်အောက်ကိုရောက်သွားမှာလားအင်အားကြီးနိုင်ငံတစ်ခုရဲ့ဩဇာအောက်ကိုရောက်သွားမှာလားဆိုလေစိုးရိမ်မှုကြီးရလေးရှိနေပြန်ရော ဒါပေမဲ့အနောက်အုပ်စုကလည်းဒီအတိုင်းထိုင်ကြည့်မနေပါဘူးတရုတ်ရဲ့တော်စားလွှမ်းမိုးမှုကြီးလာတာနဲ့အမျှအမေရိကန်နဲ့ဒေမတ်တုတ်ဘက်ကလည်းပြန်ပြီးတွန်းလှန်လာပါတယ်အာတစ်မှာစစ်အေးတိုက်ပွဲအသစ်တစ်ခုအတွက်အခင်းအကျင်းကတော့အသင့်ဖြစ်နေပါပြီ ပြီးတော့သူတို့ရဲ့တုံ့ပြန်မှုတွေကတကယ်လဲအလုပ်ဖြစ်တဲ့ဥပမာ2021မှာဆိုရင်ပတ်ဝန်းကျင်ဆိုင်ရာစိုးရိမ်မှုတွေရောနိုင်ငံတကာရဲ့ဖိအားတွေကြောင့်မှာ Greenland ဆိုရကတရုတ်ကျောထောက်နောက်ခံပေးထားတဲ့တတုတူးဖော်ရေးစီမံကိန်းကြီးနှစ်ခုကိုဖျက်ထင်းလိုက်တယ်ဒါကတရုတ်ရဲ့အစီအစဉ်အတွက်တော့တော်တော်ကြီးမားတဲ့ထိုးနှက်ချက်တစ်ခုပါပဲ နောက်ထပ်ဥမာတစ်ခုက2018ကလေးစစ်ကိစ္စပါတရုတ်အစိုးရပိုင်ကုမ္ပဏီတစ်ခုကအထက်ကလေးစစ်3ခုကိုပိတ်ဆောင်ဆိုင်ပြီးစောက်ပေးမဲ့လို့ကမ်းလှမ်းလာတယ်အဲ့ဒီမှာဒိန်းမက်ကဒါကိုသူတို့ရဲ့မျိုးသားလုံခြုံရေးကိုချိန်ချောက်မှုအဖြစ်သတ်မှတ်ပြီးချက်ချင်းကြဝင်ကသူတို့ကိုယ်တိုင်ရန်ပုံငွေထောက်ပံ့ပေးလိုက်တယ်ဒါကတော့တိထက်ပိုးကြီးတရှိတိုမလားနဲ့ဆိုပြီးရှင်းရှင်းလင်းမြင်တားလိုက်တာပါပဲ ဆိုတော့ရေခဲတွေဆက်ပြီးအရေးပြောအလောင်းစားတွေပိုကြီးလာတဲ့အခါ Greenland ရဲ့နာဂတ်ကဘလို့ဖြစ်လာမလဲအင်အားကြီးနိုင်ငံတွေကြားကဒီရေပြင်ကြမ်းကြီးထဲမှာကျွမ်းကျင်ရွက်လွန့်ပြီးကိုယ်ပိုင်လွတ်လပ်ရေးလမ်းကိုဖောက်နိုင်မလားဒါမှမဟုတ် artist အေးတိုက်ပွဲတဲ့ရပရမဆုံးသားကောင်ဖြစ်သွားမလားဒါကတော့ကဘာကစောင့်ကြည့်ရမယ်မိခိုးတစ်ခုပါပဲ